လွယ်ပါတယ်ကျွန်တော်တို့ကတော်လှန်ရေးလုပ်နေတာလေတော်လှန်ရေးကိုဆုံးခန့်တိုင်အောင်တော်လှန်ရေးနဲ့တူအောင်လုပ်ရမှာပေါ့အဲ့လိုမျိုးပါပဲစိတ်ကောင်စီရွေးကောက်ပွဲကဖြစ်ကိုဖြစ်မှာဘာလို့ဆိုတော့သူကတယောက်ကမဲပေးရင်လေမဲပေးလို့တယောက်တည်းရှိရင်လေအဲ့ဒါအထာနောက်တာပဲဆိုတော့ဟိုမှာရှင်းပြောရင်အဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီမှာသမရဖြစ်နေတာတနိုင်ငံလုံးသမရဖြစ်နေတာပဲဆိုတော့အခုမင်းအွန်လိုင်းကဟိုပဲအခုပဲသမရဖြစ်ဖို့အတွက်အရေးချင်းရှေ့လို့ပြီးကြဖို့ပါညာတက်ထင်းမှာကြည်ုံရေးဆက်လုပ်နေတယ်လေဆိုတော့ရွေးကောက်ပွဲကသူနည်းသူဟန်နဲ့မဖြစ်ဖြစ်အောင်လုပ်မယ်အခုကတည်းကကျွန်တော်တို့ဗမာပေါ်ကားတွေလို့ပေါ့နော်ဘယ်လိုဆုံးတတ်မလဲသိလို့ရနေပြီဟိုပေါ်လာပြီဆိုကြတဲ့ဒီကောင်ကတကြီးသားဒီကောင်ကလူဆိုဒီကောင်ကမင်းသမီးဒီကောင်ကမင်းသားဘယ်လိုဖြစ်ပါဖြစ်ဘယ်လိုပြောမယ်ဘယ်လိုမြင်နေရပြီလေဆိုတော့ရွေးကောက်ပွဲဖြစ်သွားတယ်မင်းအောင်လည်းသမရဖြစ်လာတယ်ပေါ့ဒါပေမဲ့နိုင်ငံတကာဟိုရုရှားလိုမျိုးတရုတ်လိုမျိုးကအတိအမှတ်ပြုမှာပေါ့ဟိုနိုင်ငံတကာတော့အတိအမှတ်ပြုမှာပေါ့အခုမလေးရှားကပဲစီကတဲ့ရွေးကောက်ပွဲအခုလိုကကန့်ကွက်နေပြီလေမလေးရှားလိုအာဆီယံနိုင်ငံကတော့မကန့်ကွက်နေပြီလေဆိုတော့သူ့ဘာသာအခုကတည်းကပဲခုလေသမရကြီးပါပဲဟိုဝန်ကြီးချုပ်လည်းဖြစ်တယ်သမရကြီးဖြစ်တယ်ကာကွယ်ဦးစီးချုပ်လည်းဖြစ်တယ်နိုင်ငံတော်ကောင်စီဥက္ကဋ္ဌလည်းဖြစ်တယ်လေဆိုတော့အခုလည်းဖြစ်နေတာပဲအဲ့လိုမျိုးဆိုတော့ရုပ်ကိုပဲလုပ်လဲပါထုမှလဲဟိုသမရဖြစ်လဲပါထုမှလဲကျွန်တော်တို့ကတော်လှန်ရေးနဲ့တူအောင်ဆက်လုပ်ကြဖို့နောက်ကျရင်သူအသက်ရှူချောင်သွားတယ်ဆိုပါစို့စစ်တိတ်တန်ကျွန်တော်တို့မှာမဟာမိတ်တွေဖွဲ့ထားတယ်ဆိုတာအလကားမဟုတ်ဘူးလေအလကားမဟုတ်ဘူးဆိုတာကဟိုရှင်းပြောရင်ဥမာလက်တွေ့ကြပဲပြောကြပါစို့စိတ်ကောင်စိန်ကဟို၄-၅ ထောင် 6 ထောင်လောက်နဲ့တန်တက်လာတယ်အဲ့တော့ကျွန်တော်တို့ကတောင်းခံတယ်ဟို CP အနေနဲ့တောင်းမခံနိုင်ဘူးဆိုရင်ချင်းပြည် area ထဲမှာစိတ်ကောင်စီအလုံးကြီးဝင်လာမယ်ချင်းပြည် area ထဲကစိတ်ကောင်စီအလုံးကြီးဝင်လာတာနဲ့တခိုင်တီလဲအလိုလျောက်ဘယ်လိုပြောမလဲတဲထဲကြီးတွင်ဖြစ်ခဲ့မှာပဲဆိုတော့ဒါကအဲ့ဒါကြောင့်ကျွန်တော်တို့ကတနိုင်ငံလုံးလွတ်မြောက်အများနဲ့ပြောနေတာကတောင်တန်းဒေသလွတ်မြောက်သွားပြီဆိုရင်ကျွန်တော်တို့နေလို့မရဘူးတောက်လျှောက်လမ်းအားလုံးတည်နေပြီးတော့တို့ဆိုပုံစံသွားမှာဒီမှအစင်မပြေရင်ကျွန်တော်တို့အစင်မပြေဘူးကျွန်တော်တို့အစင်မပြေတာနဲ့အခိုင်လုံးအစင်မပြေဆိုတော့အဲ့ဒါတွေအကုန်လုံးချိတ်ဆက်နေတာပေါ့လေဆိုတော့ပြောလို့အကုန်လုံးတန်ချိတ်ဆက်နေတာလေဆိုတော့ကျွန်တော်တို့ရဲ့တိုက်ပွဲတွေကိုလေရွေးကောက်ပွဲလုပ်ပြီးမှသမရပြန်ဖြစ်ပြီးမှငင်းချိုင်းကမ်းလှမ်းပြီးမှအစင်မပြေမှပဲတိုက်ပွဲပြန်ပေါ်မယ်ဆိုတာမျိုးတွေလုပ်လို့မရဘူးလေဟိုဒေါ်လာကြီးကိုဒေါ်လာနဲ့တူအောင်လုပ်ရမယ်ဆိုတာအဲ့ဒါတွေပါတာပေါ့ဆိုတော့ဟိုဘယ်လိုပြောမလဲဘယ်လိုဖြစ်လာမလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာပေါ့သူကတော့မဖြစ်တဲ့နေ့လုံးမှာပဲဆိုတော့ဟိုကျွန်တော်တို့ကသူကပေါင်းပြီးပဲဘပစိုးပဲအတူတူပါပဲဟိုဘာတစိပ်ပဲတက်ဘာရာထူးပဲယူဘာအဖွဲပဲဖြစ်ဟိုတနက်ကင်တဲ့လူတွေတိုက်လေရင်မှုတွေတင်ကားတွေနဲ့ပဲအုပ်ထုတ်မဲ့လို့ဒါနဲ့လုပ်မဲ့လို့ပဲကျွန်တော်လည်းဒါနဲ့ပဲတော်လှန်နေတာပဲဆိုတော့ဟိုဘေးအဆောက်အုံမှာပဲတွားနေဘယ်လိုမျိုး observer ဘယ်လိုရာထူးနဲ့ဘယ်လိုတိုက်တယ်ဘယ်လိုကောင်းစင်နဲ့ပဲလာပေါ့လေကျွန်တော်တို့လုပ်ရမယ်လို့ကရှင်းကြီးပဲအဲ့လိုမျိုးလို့ဆက်ဆက်လုပ်သွားမှာပဲ